ဘောဓိပက္ခိယတရားကိုလေ့လာသုံးသပ်ခြင်းအဘိဓမ္မထသင်္ဃဟကျမ်းလာသမုစ္စယကန္တအကုသလသင်္ဃဟနဲ့မိတ္တကသင်္ဃဟဒီအခန်းနှခန်းကိုသဘာဝတရားကိုအစုလိုက်လေ့လာခြင်းဆိုတဲ့အမည်နဲ့ဆယ်ရက်တိတိဟောကြားခဲ့ပြီအခုတခါဘောဓိပက္ခိယတရားကိုလေ့လာသုံးသပ်ခြင်းဘောဓိပက္ခိယသင်္ဃဟဒီအပိုင်းကန္တာမှာတိတိတန်တဘောဓိပက္ခိယတရားတွေကြီးပဲလေ့လာသုံးသပ်ပြီးတော့ဘုန်းကြီးတို့တွေဒီတရားတွေဟာအလွန်အရေးကြီးတဲ့တရားတွေဖြစ်တယ်။ဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်သာသနာဆိုတဲ့စကားလုံးကိုဖွင့်ဆိုတဲ့အခါမှာသာသနာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုသာသနာလို့ခေါ်တယ်တဲ့။ဒါဖြင့်အဲ့ဒီသာသနာလို့ဆိုရတဲ့တရားဟာဘယ်တရားတွေလဲလို့တရားကိုအရောက်ခောက်တဲ့အခါမှာဟောဒီဘောဓိပက္ခိယတရား38ပါးကိုဖော်ပြတယ်မှန်ပါဗျာဒါကြောင့်မို့မြတ်စွာဘုရားသာသနာဆိုတာဘောဓိပက္ခိယတရား38ပါးကိုပြောတာမှန်ပါဗျာအဲ့ဒီဘောဓိပက္ခိယတရား38မျိုးတွေကတစ်မျိုးမျိုးမှမိမိတို့ရဲ့တဏ္ဍာမှာမတည်ဘူးဆိုလို့ရှိရင်သာသနာတည်တယ်လို့တော့မဆိုနိုင်ဘူးပေါ့မှန်ပါဗျာဒါကြောင့်မလို့သာသနာတည်ရှိရေးအတွက်ဒီတရားတွေသိအောင်လည်းလုပ်ရမယ်သိပြီးတဲ့အခါမှာမိမိတို့နှလုံးသားထဲရောက်အောင်လည်းပဲကျင့်ကြံကြိုးကုပ်အထောက်ကြရမှာမှန်ပါဗျာဒါကြောင့်မို့ဒီဘောဓိပက္ခိယတရားကိုလေ့လာသုံးသပ်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်တဲ့ဒါကြောင့်မို့တခြားတရားတွေနဲ့ရောထွေးပြီးတော့မထားပဲနဲ့ဘောဓိပက္ခိယတရားကိုတိတိတတ်တတ်ထုံနှုတ်ပြီးတော့အဘိဓမ္မထသင်္ဃာကျမ်းမှာဖော်ပြထားတယ်။လေရီဆရာတော်ဘုရားကြီးကလည်းဒီပဏီပေါင်းမြောင်များစွာရေးခဲ့တဲ့ထင်မယ်။ဘောဓိပက္ခိယဒီပဏီလို့ဆိုပြီးတော့ဘောဓိပက္ခိယတရားတွေကိုတိတိတတ်တတ်ထုံနှုတ်ပြီးတော့ရေးခဲ့တယ်။မှန်ပါဗျာ။ဘာကြောင့်ရေးလဲဆိုလို့ရှိရင်ခုနကသာသနာဆိုတဲ့တကယ်အနှစ်သာရပိုင်းကိုပြောမယ်ဆိုလို့ရှိရင်ဘောဓိပက္ခိယတရား38ပါးကိုပဲပြောရမှန်ပါဗျာမစ္စည်းမပဏ္ဏတသာမခါမတုတ်ဆိုတာရှိတယ်သာမဆိုတဲ့ရွာမှာဟောလို့သာမခါမသာမရွာသာမရွာမှာဟောတဲ့တုတ်ဖြစ်လို့အဲ့ဒီတုတ်ကိုသာမခါမတုတ်လို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီသာမခါမတုတ်ထဲမှာအကြောင်းအရာလေးတစ်ခုသမိုင်းကြောင်းမှတ်တမ်းလေးတစ်ခုလို့ပြောရမှာမြတ်စွာဘုရားနဲ့ခေတ်ပြိုင်ဘာသာတရားတစ်ခုကိုတည်ထောင်ခဲ့တဲ့နိခန္ဓနာတဗုဒ္ဓမှန်ပါပါဗျာအဲ့ဒီနိခန္ဓနာတဗုဒ္ဓဆိုတာသူတို့ကိုသူတို့ကိလေသာတွေဟူသောနှောင်ကြိုးတွေအထုံးအဖွဲ့တွေမရှိဘူးဒါကြောင့်မလို့သူတို့ကိုနိခန္ဓလို့ဒီလိုခေါ်တယ်ဒီကနေ့ခေတ်မှာတော့အိန္ဒိယနိုင်ငံမှာသူတို့ကိုဂျိနချိန်လို့ခေါ်ရမှန်ပါပါသူတို့ကိုယ်တိုင်ကလည်းပဲကိလေသာတွေကိုအောင်နိုင်သူဆိုတဲ့အဓိပ္ပာယ်နဲ့သူတို့ကိုသူတို့ဂျိနလို့ဆိုတဲ့နာမည်နဲ့ခေါ်တာမှန်ပါပါအဲ့ဒီဂျိနရဲ့တပည့်တွေကိုချိန်ဆိုပြီးတော့ဒီကနေ့အိန္ဒိယနိုင်ငံမှာလက်ရှိထွန်းကားနေဆဲဖြစ်တဲ့ဘာသာတရားတစ်ခုအဲ့ဒီနိဂန္ဓနာတဗုဒ္ဓဆိုတဲ့ဂျိန်းဘာသာကိုတည်ထောင်သွားတဲ့သူတို့ကျမ်းစာမှာဝဋ္ဌမာနမဟာဝီရဆိုတဲ့နာမည်နဲ့ထင်ရှားတယ်ဘုရားဘာသာကျမ်းစာမှာတော့နာတဗုဒ္ဓဆိုတဲ့နာမည်နဲ့ထင်ရှားတယ်မှန်ပါပါဗျာ
အဲ့ဒီပုဂ္ဂိုလ်ကြီးဟာအဟိတတရားကိုအဓိကထားပြီးတော့ဟောတယ်စတုယာမတံဝရလေးဘက်လေးတန်ကနေပြီးစောင့်စည်းရမယ်ဆိုပြီးတော့စောင့်စည်းမှုကိုတင်းတင်းကြပ်ကြပ်ပြည့်ညတ်ပြီးတော့အကုသိုလ်တွေကရှောင်ဖို့ကိုတင်းတင်းကြပ်ကြပ်ဟောပြောတဲ့ပုဂ္ဂိုလ်ကြီးပဲအကုသိုလ်ကိုရှောင်တယ်ဆိုတဲ့ဟာမြတ်စွာဘုရားရဲ့တရားတော်တွေမှာလည်းပဲအကုသိုလ်ကိုရှောင်ခိုင်းတာပဲသူတရားတွေကလည်းအကုသိုလ်ရှောင်ခိုင်းတာပဲအဲ့ဒီထက်မဲ့အဟိန္တာမငြင်းစေရဘူးဆိုတဲ့နေရာမှာဘုရားဘာသာရဲ့ဘုရားရဲ့တရားတော်တွေထဲမှာလည်းအဟိန္တာဆိုတာသက်ရှိတ attva တွေကိုမငြင်းစေရဘူးဆိုတာရှိတယ်သူကတော့မငြင်းစေရဘူးဆိုတဲ့အဟိန္တာနဲ့ပတ်သက်လာတယ်သူရဲ့အဓိပ္ပာယ်ဖွင့်ဆိုခြင်းက extreme ဖြစ်တယ်လွန်သွားတယ်ပေါ့မှန်ပါပါဗျာသူကပြင်းပြင်းထန်ထန်အဟိတကျင့်စဉ်ကိုကျင့်တယ်မငြင်းစေရဘူးဆိုတဲ့ထဲမှာဘုရားမြတ်စွာကတော့သက်ရှိတ attva တွေကိုမငြင်းစေရဘူးဒီလားသူကတော့အလုံးဟာမြူမုံလေးကစပြီးတော့သက်ရှိတယ်မြေကြီးမှာလည်းသက်ရှိတယ်ရေမှာလည်းသက်ရှိတယ်မီးမှာလည်းသက်ရှိတယ်လေမှာလည်းသက်ရှိတယ်အလုံးဟာဇီဝဆိုတာအသက်ရှိတဲ့အရာတွေဖြစ်တယ်ဒါကြောင့်မို့လို့သစ်ပင်ခုတ်လဲပါဏာတိပါဒပဲမီးငိမ့်လဲပါဏာတိပါဒပဲရေစိမ့်တောင်းလဲပါဏာတိပါဒပဲသူက extreme ဖြစ်တယ်မြေကြီးကိုတူးဆွားရင်လဲပါဏာတိပါဒပဲမှန်ပါပါဗျာအဲ့ဒါလို့သူကအဟိတကိုအလွန်အကျွံအစွန်းရောက်သည့်ထိအောင်ကျင့်သုံးတဲ့ဝါဒဖြစ်သွားတယ်မှန်ပါပါဗျာဘယ်ရာပဲဖြစ်ဖြစ်မှန်ကန်မှုကိုကြော်လွန်သွားရင်လည်းအမှားဖြစ်တာပဲလေမှန်ပါပါဗျာအမှန်ဆိုတာလည်းဘောင်ရှိတာပဲမှန်ပါပါဗျာသူ့အတိုင်းတာတစ်ခုတည်းမှန်တာကြော်သွားရင်ဘောင်ပဲဘောင်ကြော်သွားပြီဆိုတဲ့အမှားဖြစ်တာမှန်ပါပါဗျာဆေးဆိုတာအတိုင်းတာတစ်ခုနဲ့တောက်ရင်တော့ဆေးပေါ့ overdosage ဖြစ်ရင်အဆိပ်ဖြစ်သွားပြီအဲ့ဒါလိုပဲသူ့ရဲ့အဟိတရွေချက်ကကောင်းရဲ့တန်နဲ့သူက overdosage လို့ဖြစ်သွားလွန်သွားသည့်အတွက်ကြောင့်သူ့ရဲ့မကောင်းမှုအကုသိုလ်ရှောင်ကျင်ရေးဝါဒကြီးဟာအစွန်းရောက်ဝါဒကြီးဖြစ်သွားတယ်မှန်ပါပါဗျာဒါကြောင့်မလို့သစ်ပင်တောတောင်ရေမြေတွေကစဘယ်ဟာမှမညှင်းဆက်ရဘူးမြေကြီးကိုမတူးဆွားရဘူးသစ်ပင်မခုတ်ရဘူးနဲ့ဆိုတော့တောင်သူလယ်သမားတွေကသူ့ရဲ့ဝါဒကိုဆန့်ကျင်ပြီးလုပ်ဖို့အမှန်တမ်းခဲနေသူ့ရဲ့နောက်လိုက်ဖြစ်ဖို့အမှန်တမ်းခဲနေတောင်သူဆိုတာမြေတွေထွန်ရက်နေရတာလေမှန်ပါပါဗျာပေါင်းမြက်တွေတူးဆွခုတ်ထစ်နေကြရတာဟိုတောင်မျိုးဆိုတော့မှန်ပါပါဗျာအဲ့တော့သူ့ဝါဒအရာဆိုရင်တောင်သူလယ်သမားတွေကဘယ်လို့မှသူ့လမ်းစဉ်တိုင်းလိုက်လို့မဖြစ်ဘူးဒါကြောင့်မို့တောင်သူလယ်သမားတွေကသူ့မကိုးကွယ်ဘူးဟိုမကိုးကွယ်လည်းကိစ္စမရှိဘူးသူကိုးကွယ်တဲ့လူတွေကဘယ်သူတွေတုံးဆိုမာချန်ဆိုတဲ့ကုန်သည်တွေပဲတောင်သူကလူချမ်းသာမှမဟုတ်တာကုန်သည်ကလူချမ်းသာလေမှန်ပါပါဗျာတောင်သူတွေစိုက်ပျိုးရရှိလာတဲ့ချွေးတလုံးလုံးနဲ့လှုပ်ထားတာတွေကိုကုန်သည်ကအသာလေးနော်ဇွဲမှာထိုင်ပြီးတော့တောင်သူတွေတဲ့အစ20လောက်မြတ်အောင်ယူနိုင်တာကိုမှန်ပါပါဗျာအဲ့တော့တောင်သူတွေမကိုးကွယ်ခြင်းနေကုန်သည်တွေကိုးကွယ်ရင်ပြီးရောကုန်သည်တွေကသူ့ကိုကိုးကွယ်တယ်ဒါကြောင့်မို့လို့အိန္ဒိယနိုင်ငံမှာသူ့ဘာသာတရားဒီကနေ့ထိရှင်သန်နေတော့မှန်ပါပါဗျာပစ္စည်းဥစ္စာရှာနိုင်ဖွေနိုင်တဲ့လူရန်စားတွေကကိုးကွယ်တယ်ကုန်သည်ဆိုတာမြေကြီးတူးဆွစရာလည်းမလိုဘူးသစ်ပင်လည်းခုတ်စရာမလိုဘူးလေမှန်ပါပါဗျာသူများလာရောင်းတာလေးတွေကိုဝယ်ထားပြီးတော့အမျက်တင်ပြီးရောင်းရုံပဲရှိတာဟုတ်မှန်ပါပါဗျာအဲ့တော့စီးပွားရှာတဲ့အခါမှာလည်းပဲကုန်သည်ကပဲချမ်းသာတာအဲ့ဒါကြောင့်မလို့ကုန်သည်တွေကသူ့ကိုကိုးကွယ်ကြတာမှန်ပါပါအစွန်းရောက်အဟိတတရားနောက်တစ်ခုသူကအပရိက္ခဘာမှမပိုင်ဆိုင်ရဘူးဆိုပိုင်ဆိုင်မှုအလုံးကိုစွန့်ခိုင်းတယ်မှန်ပါပါဗျာဒါကြောင့်မလို့သူ့သာသနာဝင်ပြီဆိုလို့ရှိရင်အဝတ်လို့မရအဲ့ဒါလောက်ထိအောင်သူကပြင်းပြင်းထန်ထန်လုပ်တယ်
အဲ့လှုပ်တဲ့ထဲမှာအကုသိုလ်ကိုရှောင်စေတယ်ဆိုတာတော့ဒါကောင်းတဲ့အရာတစ်ခုပဲမှန်ပါဗျာအကုသိုလ်ကိုရှောင်တာကောင်းတယ်သို့တော့အဟိန္တာကိုအစွန်းရောက်ယူဆတဲ့အပြင်မှာသူ့ဝါဒကမကြော်လွှားနိုင်တာဘာလဲလို့ဆိုလို့ရှိရင်အတ္တဆိုတဲ့ဘောင်ကိုသူကမကြော်လွှားနိုင်ဘူးအတ္တဆိုတဲ့ထာဝရမြဲတဲ့အရာလေးရှိတယ်ဝိညာဉ်လေးရှိတယ်ပေါ့ဒီဘဝကနေဟိုဘဝကူးပြောင်းနေတဲ့ဝိညာဉ်လေးရှိတယ်အဲ့ဒီဝိညာဉ်လေးရဲ့လွတ်မြောက်မှုကိုသူကကြိုးစားရတာအဲ့တော့သူကတကွက်ချန်တာမြတ်စွာဘုရားကတော့သဗ္ဗေဓမ္မအနတ္တတဘာဝဓမ္မမှန်သမျှအတ္တမဟုတ်ဘူးလို့ဘုရားကညင်းဆိုထားတာမှန်ပါပါဗျာသူကတော့မဟုတ်ဘူးအတ္တဆိုတာလေးရှိနေတယ်ရှိနေသည့်အတွက်ကြောင့်တက္ကရာဆရာတွေကသူ့ဝါဒနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးထားတာရှိတယ်ဣတတဝါဒေကိဉ္စီသာသနာနုလောမပိအဋ္ဌိအဲ့ဒီနိဂန္ဓနာတဗုဒ္ဓရဲ့အယူဝါဒထဲမှာတဲ့တချို့တလေဟာမြတ်စွာဘုရားရဲ့အဆုံးအမနဲ့သင်လျော်တာတွေပါပါတယ်တဲ့ပါတယ်ဆိုတာမကောင်းမှုအကုသိုလ်မှန်သမျှရှောင်ရမယ်ဆိုတာဒါပါတယ်မှန်ပါပါဗျာမြတ်စွာဘုရားကိုယ်တိုင်ကလည်းသဗ္ဗပပတ္တအကရဏအကုသိုလ်မှန်သမျှမလုံးနဲ့လို့ဒီလိုဟောခဲ့တာဟုတ်မှန်ပါပါဗျာအဲ့ဒီနေရာလေးမှာသွားပြီးတော့ထပ်တူထပ်မြတ်ကြလို့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့တူတယ်တဲ့ဒီလိုပြောပြီးတော့အတုဒ္ဓလတ္တိတာယပနာသဗ္ဗဒိဋ္ဌိဝါစာတာဒါပေမဲ့လို့တဲ့သူ့ရဲ့အယူဆတွေဟာအဟိန္တာကြတော့အိုဘာဖြစ်သွားတယ်အတ္တကိုမစွန့်နိုင်ဘူးဆိုတဲ့ဒီအပြစ်အနာစာတွေမကင်းသည့်အတွက်ကြောင့်သူ့အယူဝါဒလည်းပဲမိစ္ဆာဒိဋ္ဌိတွေပါသွားတယ်လို့သူပြောတာနော်မှန်ပါပါဗျာမကောင်းတာတွေနဲ့ရောတာကောင်းတာကအကုသိုလ်ပယ်ရမယ်ဆိုတာကောင်းတယ်သို့တော့မကောင်းတာကြီးတန်လန်ဖြစ်နေသည့်အတွက်ကြောင့်ဘာနဲ့ဥပမာတူတော့ဆိုအစိတ်ရောလိုက်တဲ့ထမင်းနဲ့သွားတူနေတယ်မှန်ပါပါဗျာအေးထမင်းပွဲကြီးပြင်ထားအလွန်စားကြင်စရာကောင်းတယ်ဟင်းနေနဲ့ဖောဖောရရသို့တော့အဲ့ဒီထမင်းဟင်းနေတဲ့မှာအစိတ်ကလေးတွေပါနေတယ်အဲ့ဒါလိုပဲသူ့ဝါဒမှာမကောင်းတာတွေမကောင်းမှုဆိုတာနည်းနည်းမကောင်းတာမဟုတ်ဘူးအစိတ်ဆိုတာလူကိုအန္တရာယ်ပေးနိုင်တာမှန်ပါပါဗျာအဲ့သူ့ဝါဒကိုလိုက်နာလို့ရှိရင်လည်းအန္တရာယ်တွေအများကြီးဖြစ်နိုင်တာဒါကြောင့်မို့လို့အစိတ်နဲ့တူတဲ့မှားယွင်းတဲ့အယူဆတရက်ကိုရှိထားတဲ့အတွက်ကြောင့်နိဗ္ဗာန်ဆိုတဲ့လမ်းကြောင်းပေါ်ကိုဘယ်လိုမှတင်မပေးနိုင်ဘူးတဲ့မှန်ပါပါဗျာအဲ့တော့သူမြတ်စွာဘုရားနဲ့တမျိုးတည်းဒေသတစ်ခုတည်းမှာနေကြပြီပဲတခါမှမျက်နှာစုံကြီးတွေ့ဆုံပြီးစကားပြောဘူးတော့မရှိဘူးမှန်ပါပါဗျာသူတပည့်တွေနဲ့တော့တွေ့ဆုံပြီးစကားပြောတယ်နောက်ဆုံးသူနေသွားတဲ့နေရာသူအခြေစိုက်တဲ့နေရာကတော့နာလန္ဒလို့ခေါ်တယ်ဒီကနေ့ခေတ်နာလန္ဒတက္ကသိုလ်ရှိတဲ့နေရာပေါ့မှန်ပါပါဗျာနာလန္ဒမြို့လို့ခေါ်တယ်အဲ့ဒီနာလန္ဒမြို့မှာသူနေသွားတယ်နောက်ဆုံးနာလန္ဒမြို့မှာသူ့ကိုကိုးကွယ်တဲ့နာလန္ဒတထေးကြီးဥပလိဆိုတာဘုရားဘာသာပဲကူးပြောင်းသွားတယ်အဲ့ဒီကူးပြောင်းသွားတဲ့အချိန်ကစပြီးသူနာလန္ဒကိုစွန့်ခွာသွားတယ်မနေတော့ဘူးမှန်ပါပါသူတကအရင်ချအားကိုးရတဲ့ပုဂ္ဂိုလ်ကဘာသာပြောင်းသွားလို့သူမနေတော့ဘဲနဲ့ပယ်သွားတော့ဆိုပါဝါရောက်သွားတယ်ပါဝါမျိုးလေးကိုရောက်သွားတယ်မြတ်စွာဘုရားနောက်ဆုံးဆုံးကပ်လိုက်တာမှတ်မိကြလိုက်မယ်စုံဒဆိုတဲ့ပဋိဉ္ဆရာမှန်ပါပါအဲ့ဒီစုံဒဆိုတဲ့ပဋိဉ္ဆရာနေတဲ့မြို့လေးကိုသူပြောင်းသွားတာပြောင်းသွားပြီးသိမ့်မကြဘူးအဲ့ဒီမှာမကြမ်းမမာဖြစ်ပြီးမြတ်စွာဘုရားပြိဋိနိဗ္ဗာန်မဆံခင်မဲ့သူသေဆုံးသွားတယ်ပေါ့မှန်ပါပါဗျာအဲ့သူသေဆုံးသွားတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်သူတပည့်တွေဟာကွဲပြဲကုန်ကြတယ်ခေါင်းတော့မညီမညွတ်ကြဘူးတယောက်ကတစ်မျိုးပြောတယောက်ကတစ်မျိုးပြောနဲ့အယူဝါဒတွေကွဲပြဲသွားတယ်ဒီကနေ့အိန္ဒိယနိုင်ငံမှာသူကဆွေတံပရနဲ့ဒီရှံပရဆိုပြီးတော့ဆွေတံပရဆိုတာအဝတ်ဖြူဝတ်တဲ့တုံးလုံးမနေဘူးအဝတ်ဖြူဝတ်တဲ့ချိန်ခိုင်းရှိတယ်မှန်ပါပါ
ဒီရှံပရလို့ဆိုတာအယမျက်နာသားလည်းအဝတ်ရှိတယ်ဆိုလိုတာကအဝတ်လုံးဝမောတဲ့ခိုင်းကလည်းရှိလာတယ်အဲ့ဒါလို့သူခိုင်းနေကွဲသွားတဲ့အခါသူတည်သွားပြီးတဲ့နောက်မှာအချင်းချင်းရံဖြစ်ကြမတဲကြနိဂန္ဓခိုင်းကြီးဟာကွဲပြဲဆိုတဲ့သတင်းတွေကြားတော့ဒီသတင်းကိုယူဆောင်လာတာစုံဒဆိုတဲ့ရှင်သာရိပုတ္တရာရဲ့ညီကပါဝါကနေပြီးတော့ရောက်လာတော့သူကဒီသတင်းကိုရှင်အနန္ဒာကိုပြောတော့ရှင်အနန္ဒာကမြတ်စွာဘုရားသွားလျှောက်ထားအဲဒီတမခါမှာမှန်လားပါဗျာအဲ့ဒီမှာပြောချင်တာကရှင်အနန္ဒာကစိုးရင်တကြီးလျှောက်တယ်မြတ်စွာဘုရားလည်းအသက်ကြီးပြီအခုနိဂန္ဓနန္ဒဗုဒ္ဓသေသွားတဲ့အခါကျတော့အိုးတပည့်တွေဟာကွဲပြဲကုန်ပြီးတော့အယူဝါဒတွေပြက်ပြားကုန်အကယ်၍ပြန်မြတ်စွာဘုရားပြိဋိဘံဆံသွားလို့ရှိရင်မြတ်စွာဘုရားရဲ့တပည့်သားတန်ဃာတွေလည်းဒီလိုများကွဲပြဲကုန်ရင်ခက်ရချင်ရဲ့ပေါ့မှန်လားပါဗျာစိုးရိမ်တာပေါ့ဒါလည်းစိုးလို့စိုးရိမ်တိုက်တာပဲအမတန်ကြီးမားတဲ့အဖွဲ့အစည်းကြီးတစ်ခုကွဲတက်ပြက်တတ်တာခေါင်းဆောင်တဦးမရှိတော့ဘူးဆိုလို့ရှိရင်နောက်လိုက်တွေဟာသဘောထားမတူကြလို့ကွဲကြပြဲကြဖြစ်တတ်တာမှန်လားပါဗျာအဲ့ဒါလို့မြတ်စွာဘုရားကိုလျှောက်တဲ့အခါမှာအာနန္ဒာတဲ့ငါဘုရားသာသနာမှာကိုချင်းသီလနဲ့ပတ်သက်ပြီးတော့အချင်းများလို့ကွဲကြပြဲကြပြီမဲ့လို့ဒါတွေကဒီလောက်ကြီးအရေးမပါဘူးတဲ့အရေးပါတာကတော့ဟောဒီဘောဓိပက္ခိယတရားနဲ့ပတ်သက်ပြီးမကွဲဘူးအရေးကြီးတယ်မှန်လားပါဗျာအဲ့စကားလေးကိုမိန့်ကြားခဲ့ဘောဓိပက္ခိယ32ပါးနဲ့ပတ်သက်ပြီးတော့တတိပဋ္ဌာန်4ပါးကို5ပါးတိုးလာမယ်သို့မဟုတ်တစ်ပါးလျှော့ပြမယ်သမပဋ္ဌာန်4ပါးကို5ပါးဖြစ်လာမယ်တစ်ပါးလျှော့တခိုင်းက4ပါးလို့ပြောတယ်တခိုင်းက5ပါးလို့ပြောတယ်ဟောကွဲပြဲမှုတွေဖြစ်လာမယ်ပေါ့မှန်လားပါဗျာဘုဇင်9ပါး10ပါးဖြစ်မယ်မဲခင်10ပါး9ပါးဖြစ်လာမယ်ကိုယ်ကနန်းကြိုက်တဲ့လူကလည်းကိုယ်လှုပ်ခြင်းမြင်အောင်ပါတခုထပ်တိုးပြီးတော့ဟောအဲ့ဒါလို့အယူဆဘောဓိပက္ခိယတရား38ပါးနဲ့ပတ်သက်ပြီးတော့အယူအဆကွဲပြားမှသာစိုးရင်တိုက်တယ်တဲ့ကိုချင်းသီလအခြေခံပိုင်းတွေနဲ့ပတ်သက်ပြီးတော့ကျင့်ဝတ်သိက္ခာတွေနဲ့ပတ်သက်ပြီးစီမင်းစည်းကမ်းတွေနဲ့ပတ်သက်ပြီးတော့အငင်းပွားတာတွေဒီလောက်အရေးမပါပါဘူးတဲ့ကိုချင်းသီလနဲ့ပတ်သက်တဲ့ဒါတဲ့ဟောဒီဘောဓိပက္ခိယတရားနဲ့ပတ်သက်ပြီးတော့အငင်းပွားမယ်ဆိုလို့ရှိရင်မြတ်ဖို့နိဗ္ဗာန်ရောက်မဲ့လမ်းကြောင်းဟာပျောက်သွားနိုင်တယ်ပေါ့မှန်ပါပါဗျာမြတ်စွာဘုရားကိုယ်တိုင်ရှားပွေပြီးတော့ပြတ်သားလမ်းညွှန်ထားခဲ့တဲ့နိဗ္ဗာန်ရောက်ကြောင်းလမ်းကြီးဟာဆုတ်ပိတ်သွားပြီးနောက်ဆုံးမှလမ်းစာပြောက်တဲ့အနေအထားမျိုးရောက်သွားအဲ့ဒါကသာစိုးရိမ်စရာဖြစ်တယ်လို့မြတ်စွာဘုရားအဲ့သုတ္တမှာဟောတာမှန်ပါပါဗျာအဲ့ဒါကိုထောက်ထားမယ်ဆိုရင်ဘောဓိပက္ခိယတရားဘလောက်အရေးပါတယ်ဆိုတာထင်ရှားတာပေါ့မှန်ပါပါဗျာဘောဓိပက္ခိယတရားဆိုတာဘာဖြစ်လို့ဘောဓိပက္ခိယလို့ခေါ်တယ်လဲဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းဥစွာမှတ်သားတဲ့မှန်ပါပါဗျာဘောဓိဆိုတာဘုစတိတိဘောဓိတိတတ်တဲ့အသိဉာဏ်ကိုဘောဓိလို့ခေါ်တယ်ဘောဓိဥစတိစတုတုမက္ခေတုဉာဏ်နဲ့အဆင့်အမြင့်ဆုံးကိုကောက်လိုက်တဲ့အခါဘောဓိဆိုတာမလေးပါးမှာဖြစ်တဲ့ဉာဏ်သို့မဟုတ်မဲ့ဉာဏ်ကိုဘောဓိလို့ခေါ်တာဒီဉာဏ်ကိုခေါ်တာမဟုတ်ဘူးဒီနေရာမှာဘောဓိဆိုတာမဲ့ဉာဏ်ကိုခေါ်တယ်တခြားနေရာတွေမှာဒီပြင်အခေါ်အဝေါ်တွေရှိသေးတယ်ဥပမာပဲဘောဓိရုက္ခမူလီဘောဓိပင်ဆိုတဲ့နေရာမှာတစ်ပင်ကိုခေါ်တာလည်းရှိတယ်ဘောဓိဆိုတာမှန်ပါပါဗျာအခုဒီဘောဓိပက္ခိယမှာလာတဲ့ဘောဓိဆိုတာတစ်ပင်ကိုရည်ညွှန်းတာမဟုတ်ဘူးမဉ္ဇဉ်ကိုရည်ညွှန်းတာမဉ္ဇဉ်ဆိုတာသောတပတ္တိမက်စိတ်မှာဖြစ်တဲ့ဉာဏ်တဂရဂါမိမက်စိတ်မှာဖြစ်တဲ့ဉာဏ်အနာဂါမိမက်စိတ်မှာဖြစ်တဲ့ဉာဏ်အရဟတမက်စိတ်မှာဖြစ်တဲ့ဉာဏ်လို့အဲ့ဒီအသိဉာဏ်ကိုဘောဓိလို့ခေါ်တယ်လို့ဒီလိုမှတ်မှန်ပါပါဗျာမဟာနိဒေသပါဠိကိုကိုးကားပြီးတော့လေဒီဆရာတော်ကြီးကအဲ့ဒါလို့ရေးတယ်။ဘာဖြစ်လို့အဲ့ဒါကိုဘောဓိလို့ပြောတော့ဆိုသစ္စာ၄ပါးကိုသိထပ်လို့
ဝိပဿနာဉာဏ်နဲ့သစ္စာလေးပါးကိုမသိဘူးလားလို့ဆိုဝိပဿနာဉာဏ်နဲ့သိတာဒုက္ခကိုသိတာ မှန်လားပါဗျာ သစ္စာလေးပါးတဲ့ကအဓိကဒုက္ခကိုသိတာ မှန်လားပါဗျာ မဉဏ်ရတဲ့အခါမှာဒုက္ခဒုက္ခသမုဒယဒုက္ခនិရောဓဒုက္ခនិရောဓဂာမိနိပฏิပဒါဆိုတာလေးခုစလုံးကိုတစ်ပြိုင်တည်းသိတာနော် မှန်လားပါဗျာ အဲ့တော့ဝိပဿနာရဲ့အာယုံကဒုက္ခသစ္စာပဲဖြစ်တယ် မှန်လားပါဗျာ ဒုက္ခသစ္စာကိုအာယုံပြုပြီးတော့ဘက်ကသစ္စာနဲ့ကျင့်တာဟုတ်ဒုက္ခသစ္စာကိုအာယုံပြုပြီးဝိပဿနာဉာဏ်ရဲ့အာယုံဒီဒုက္ခသစ္စာဖြစ်လို့ဒုက္ခသစ္စာကိုအာယုံပြုပြီးတော့ဘက်ကသစ္စာဆိုတဲ့အကျင့်ကိုကျင့်တော့និရောဓသစ္စာဆိုတာကိုရရှိပြီးသမုဒယသစ္စာကိုဖယ်ရှားပြီးនិရောဓသစ္စာဆိုတာဆက်ရောက်သွားတာဟုတ် မှန်လားပါဗျာ တစ်ခုကိုဖယ်ပြီးတော့တစ်ခုကိုရယူတာပေါ့ မှန်လားပါဗျာ အဲ့တော့အဲ့ဒီမှာအလုံးလုံးတာကဘာနဲ့လှုပ်တုံးဆိုရင်မက္ကသစ္စာနဲ့အလုံးလုံးတယ်ဘယ်ပေါ်မှာအာယုံဆိုင်ပြီးလှုပ်တုံးဆိုရင်ဒုက္ခသစ္စာပေါ်မှာအာယုံဆိုင်တယ်ဒုက္ခသစ္စာပေါ်အာယုံဆိုင်ပြီးဒုက္ခသစ္စာကိုထုတ်လုပ်နေတဲ့သမုဒယသစ္စာကိုဖယ်ရှားပစ်တယ် မှန်လားပါဗျာ និရောဓသစ္စာကိုမျက်မှောက်ပြုလိုက်တယ်တဲ့ဟောသစ္စာလေးပါးဆိုတာအဲ့ဒါပြောတာ မှန်လားပါဗျာ ဝိပဿနာကျင့်စဉ်တစ်ခုအချင်းချုပ်အနေနဲ့ဖော်ပြတဲ့အခါမှာသစ္စာလေးပါးပဲ မှန်လားပါဗျာ အဲ့ဒီသစ္စာလေးပါးကိုတပြိုင်နက်သိနိုင်တယ်ဆိုတဲ့ညာမညာပဲဒါကြောင့်မလို့သစ္စာလေးပါးကိုသိတဲ့ဉာဏ်ဖြစ်သောကြောင့်မဉဏ်ကိုဘောဓိလို့ခေါ်တယ်သံမောဟဝိနောရဏိအထက်ကထာမှာဘောဓိပက္ခိကတခါတရံသုံးတဲ့ဘောဓိပက္ခိကကိုတခါတခါဘောဓိပက္ခိယလို့သုံးဒါကနဲ့ရနဲ့ကအပြောင်းအလဲရှိတယ်ပေါ့ မှန်လားပါဗျာ ပါဠိစာပေမှာအဲ့တော့ဘောဓိဆိုတာသစ္စာလေးပါးကိုသိတဲ့မဉဏ်ကိုဘောဓိလို့ခေါ်တယ်အဲ့ဒီဘောဓိဆိုတဲ့သစ္စာလေးပါးကိုသိတဲ့မဉဏ်ရဲ့အသင်အတိုင်းအဝိုင်းမှာဖြစ်တဲ့တရားတွေကိုဘောဓိပက္ခိယတရားလို့ခေါ်တာ မှန်လားပါဗျာ ပက္ခိယပက္ခဆိုတာအသင်အဝင်ဗမာစကားမှာသူ့ဘက်ကိုယ့်ဘက်ဆိုတာလို့မဉဏ်ဘက်မှာပါဝင်ဆက်ဆိုင်တဲ့တရားဓမ္မတွေအလုံးကိုဘောဓိပက္ခိယတရားလို့ဒီလိုပြောတာ မှန်လားပါဗျာ အဲ့တော့မဉဏ်ကိုမဉဏ်ရဲ့အထောက်အကူဖြစ်နိုင်တဲ့တရားတွေလို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီတရားတွေက36မျိုးရှိတယ်ခဏနဲ့ပြောတဲ့အခါကျတော့ မှန်လားပါဗျာ အဲ့ဒီ36မျိုးဆိုတာတခြားမဟုတ်ဘူးတတိပဋ္ဌာန်4ပါးသမ္ပပဋ္ဌာန်4ပါးဣဋ္ဌိပတ်4ပါးဣန္ဒြေ5ပါးဘုံ5ပါးဘုဇင်9ပါးနဲ့မဂ္ဂင်8ပါးဟောအလုံးပေါင်းလိုက်တဲ့အခါကျတော့39ဆိုတဲ့ခဏရတယ်အဲ့ဒီ38မျိုးဘောဓိပက္ခိယတရားဘာဖြစ်လို့လဲဆိုမဉဏ်ကိုမဉဏ်ရဲ့အထောက်အကူမဉဏ်ရဲ့အာပြုမဲ့မဉဏ်ရဲ့အသင်အပင်နေလို့ဒီလိုဆိုလို့တယ် မှန်လားပါဗျာ လောကလူတွေဟာသူ့ဘက်သားကိုယ့်ဘက်သားဆိုလို့မဉဏ်ရဲ့ဘက်သားတွေလို့ဒီလိုပြောတာပေါ့ မှန်လားပါဗျာ မဉဏ်ကိုအထောက်အကူပေးမဲ့တရားဓမ္မတွေလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့ မှန်လားပါဗျာ အဲ့ဒါဘောဓိပက္ခိယဒီဘောဓိပက္ခိယဆိုတဲ့စကားလုံးဟာပါဠိတော်တွေထဲမှာလည်းရှိတယ်ပါဠိတော်တွေထဲမှာရှိပေမဲ့လို့လွန်တွေးရခဲ့တဲ့စကားလုံးတစ်ခုလို့ဒီလိုပြောနိုင်တယ် မှန်လားပါဗျာ ရှိတာတော့ရှိတယ်များများစားစားမရှိဘူးတတိပဋ္ဌာန်တို့သမ္ပပဋ္ဌာန်ဆိုတဲ့နာမည်တွေနဲ့တော့တစ်ခုစီတစ်ခုစီကတော့တော်တော်များများနေရာတွေမှာရှိတယ်ပေါ့ မှန်လားပါဗျာ ဒီဘောဓိပက္ခိယဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ပါဠိတော်တွေမှာအတော်ရှာနိုင်မှတွေ့တယ်တချို့သုတ်တွေအဲ့ဒါကြောင့်မလို့တချို့နိုင်ငံသားတွေကသူတို့ရှာမတွေ့တဲ့အခါဘာပြောတော့ဆိုဘောဓိပက္ခိယဆိုတဲ့စကားလုံးဟာနောက်မှဝင်လာတာအထက်ကရာဆရာတွေသုံးတဲ့စကားလုံးလို့ဒီလိုပြောလာကြတယ် မှန်လားပါဗျာ တကယ်ကတော့အထက်ကရာဆရာတွေသုံးတဲ့စကားလုံးမဟုတ်ဘူးအဘိဓမ္မာဝိဘင်းကျမ်းမှာတော့ဘောဓိပက္ခိကာနံဓမ္မာနံဘာဝနာနုယောဂ
မနုယုတ်တော်ဆိုတဲ့စကားလုံးရှိတယ် မှန်လားပါဗျာ နောက်တခြားသုတ်တန်တွေမှာလည်းပဲဗောဓိပက္ခိယဆိုတဲ့စကားလုံးတွေရှိပါတယ်အဲ့ဒါကြောင့်မလို့သူတို့ပြောတဲ့စကားမမှန်ပါဘူးတွေ့အောင်မရှာနိုင်လို့သူတို့ဒီလိုပြောတာ မှန်လားပါဗျာ တွေ့အောင်မရှာနိုင်ဘူးဆိုတာလဲစာမျက်နှာ2000ကျော်ရှိတယ်1000ကျော်ရှိတယ်ဘယ်လိုလုပ်သူတို့တွေ့အောင်ရှာနိုင် မှန်လားပါဗျာ မြတ်စွာဘုရားရဲ့ပါဠိတော်အိုးရိပ်40ဆိုရင်စာမျက်နှာ2000နိဗ္ဗာန်ကရှိတာ မှန်လားပါဗျာ အဲ့ဒီမှာဝိသုဒ္ဓိမဲ့ကျမ်းမှာလဲဗောဓိပက္ခိယဆိုတဲ့နာမည်နဲ့ဖော်ပြထားတာရှိတယ်အဲ့ဒီမှာဝိသုဒ္ဓိမဲ့ရေးထားတဲ့အတိပ္ပယ်ကတော့ဘာလို့ဆိုရင်ဒီ38မျိုးသောတရားတွေဟာတဲ့တိထက်တဲ့အနတ္တဘောကြောင့်ဘောဓိလို့ခေါ်တယ်တဲ့သူကတော့ဒီ38ပါးသောတရားတွေဟာတဲ့တိထက်တဲ့ဘောဓိလို့ခေါ်ရတဲ့အရိယမက်ရဲ့အသင်းအဝင်ဖြစ်လို့ဘောဓိပက္ခိယခေါ်တယ်လို့ဒီလိုဖွဲ့တယ် မှန်လားပါဗျာ အဲ့ဒီမှာသူကဉာဏ်ဆိုတဲ့စကားလုံးကိုမသုံးမဲ့နဲ့အရိယမဂ္ဂတပက္ခိဘဝတ္တာဆိုတဲ့အသုံးလေးဟာတခြားကျမ်းနဲ့မတူတဲ့အသုံးလေးလို့ဒီလိုမှတ်အောင် မှန်လားပါဗျာ အရိယမက်လို့ဆိုတာဉာဏ်နဲ့တင်ဖွဲ့စည်းတာမဟုတ်ဘူးအလုံးသိတဲ့အတိုင်းအရိယမက်ကလို့ဆိုတာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတဲ့ဒီ8ခုပေါင်းလိုက်တာကိုမက်ကလို့ခေါ်တာ မှန်လားပါဗျာ အဲ့ဒီ8ခုရဲ့အပေါင်းကိုမက်ကလို့ခေါ်တာဖြစ်သောကြောင့်အရိယမက္ခတာလို့ဆိုလိုက်တဲ့ဖြင့်ဉာဏ်နဲ့တရားတွေပါနေတယ် မှန်လားပါဗျာ ဘောဓိဆိုတဲ့ထဲမှာဉာဏ်နဲ့တရားတွေပါသူကယူထားတယ်သို့တော်အဲ့ဒီတရားတွေထဲမှာအဓိကကအသိဉာဏ်ဖြစ်တာဖြစ်သောကြောင့်တခြားကျမ်းမှာတော့ဉာဏဆိုတဲ့စကားလုံးကိုထည့်ပြောတယ်ခုနကတမ္မောဟဝိနောဒနိထက္ကထာဆိုဝိပင်းကျမ်းကိုဖွင့်တယ်တမ္မောဟဝိနောဒနိထက္ကထာမှာတော့စတုသစ္စာဘောဓိသင်္ခါတတ္တမက္ခညာဏတ္တပက္ခိဘဝနာဆိုတော့သူရေးထားတာကတော့သစ္စာလေးပါးကိုသိတတ်သောဉာဏ်လို့ဆိုရတဲ့မဉဏ်ရဲ့အသင်ပင်မှာဖြစ်တဲ့တရားတွေလို့ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုပေးတယ် မှန်လားပါဗျာ အဲ့တော့တမောဝိနောဒနိထက္ကရာဆရာရဲ့အလိုထက္ကရာဆရာတူးတည်းပဲရှင်ဗုဒ္ဓဂေါသနဲ့တမောဝိနောဒနိထက္ကရာရေးတာလည်းရှင်ဗုဒ္ဓဂေါသပဲ မှန်လားပါဗျာ သို့တော့အဲ့ဒီမှာစကားလုံးလေးနှစ်ခုကွဲပြားခြားနားမှုလေးရှိတယ်ကွဲပြားခြားနားမှုရှိပေမဲ့လို့မှားရွေးနဲ့အဓိပ္ပာယ်တော့မဟုတ်ဘူးပေါ့ မှန်လားပါဗျာ မှားရွေးနဲ့အဓိပ္ပာယ်တော့မဟုတ်ဘူးအဓိကဗရဏကိုဥတီပြောတာနဲ့ကျန်တာတွေပါအကုန်လုံးထည့်သွင်းပြီးတော့ရေပုံရပြောတဲ့စကားဒါတော့ပဲကွာတယ်ပေါ့ မှန်လားပါဗျာ အရိယမက်လို့ဆိုကြတဲ့ဉာဏ်တစ်ခုတည်းမဖြစ်နိုင်ဘူး तू ကအလုံးဖွဲ့စည်းပြီးတော့ဉာဏ်ရဲ့အတိုင်းဝိုင်းနေပါရသေးတာကို မှန်လားပါဗျာ အေးဒါကြောင့်မို့လို့ဝိသုဒ္ဓိဘက်မှာဒီ38မျိုးသောတရားတွေဟာတိထက်သောကြောင့်ဘောဓိလို့ခေါ်ရတဲ့အရိယာမက်ရဲ့ဆိုတဲ့စကားလေးမှာပုံနှိပ်တဲ့စလုံးအရာအရိယာမက္ခညာဏတ္တဆိုတဲ့နေရာမှာညာဏကိုစာရရင်ကြသွားတာလည်းဖြစ်နိုင်ကြရှိတယ်ပေါ့ မှန်လားပါဗျာ အရိယာမက္ခညာဏတ္တလို့ဆိုရမယ့်အစားအရိယာမက္ခတလို့ရေးလိုက်တာကဒါဘာလို့လို့ဆိုအစဉ်စဉ်ကူးလာခဲ့ရတာဆိုနှစ်ပေါင်းအကြာလာ မှန်လားပါဗျာ ဒီလိုကြတာကြံတာတပြည့်မပြောနဲ့ကိုယ့်ဘကိုယ်ပဲလက်ရည်နဲ့စာလေးတစ်စောင်ရေးအောင်ဟိုနာကြံရည်ဒီနာကြံရည်ဒီရှိတာပဲ ဒီပါဗျာ ဟိုပြောတယ်ဘုန်းကြီးတစ်ပါးစာရေးတာနဲ့ပတ်သက်ပြီးတော့ပြောထားတာတောင်ကြားဘူးသေးတယ်နော် မှန်လားပါဗျာ အဲ့ဒီဘုန်းကြီးတစ်ပါးကသူကခေါင်းမှာဘူးကြီးရှိသူတပည့်ကစာရေးတဲ့အခါကျတော့ဘုန်းကြီးလို့ရေးတာကိုနောက်ကနတ်သက်ကြံရင်
အဲ့ဒီဖုန်းကြီးကအဲ့တော့ဘုန်းကြီးလို့ရေးရမှာဘူးကြီးလို့ရေးလိုက်တာဖြစ်တော့စိတ်ဆိုးတာပေါ့ဒီကောင်ငါ့ကိုဘူးကြီးသူ့လေအရွယ်တူတဲ့ပုံကိုယ်တွေကဘူးကြီးနဲ့ခေါ်တာအဲ့ဒါသူ့တပည့်ကသူ့ကိုဘူးကြီးလို့ခေါ်တယ်အဲ့တော့ဒီကောင်ငါ့ကိုမလေးမစားနဲ့ပေါ့သူများခေါ်တာလိုက်ခေါ်ရမလားတကယ်ကတော့အဲ့လိုမဟုတ်ဘူးနတ်သက်ကြတယ်မှန်လားပါဗျာအခုလဲညာနတ်သက်ကြသွားတာဖြစ်နိုင်ကြရှိတယ်ပေါ့မှန်လားပါဗျာအဲ့ဒါဆိုလို့ရှိရင်ကျမ်းနေရတူတူပဲလို့ဒီလိုပဲပြောရမှာနော်မှန်ပါဗျာအေးစာရေးဆိုတာရေးလို့ရှိရင်တတိထားရေးရတယ်မှန်လားပါဗျာစာတစ်လုံးကျသွားရင်အဓိပ္ပာယ်ကအများကြီးကွဲသွားတယ်ဟောအဲ့ဒါကြောင့်ဒီမှာလဲအရိယမက္ခတဆိုတဲ့နေရာမှာဒါဝိသုဒ္ဓိမက်ကိုသင်တဲ့ပုဂ္ဂိုလ်တွေသတိထားကြည့်ပါအရိယမက္ခတလို့ပါဠိထဲမှာရှိတဲ့နေရာမှာအရိယမက္ခညာဏတ္တလို့ဆိုရင်ကျန်တဲ့နေရာတွေကကိုက်ဘာဖြစ်လို့လဲဆိုတော့မဟာနိရိတပါဠိတော်မှာဘောဓိဝုစတိစတုတုမက္ခေတုညာဏံလို့ထီအောင်ဉာဏ်ထီအောင်ပြောထားတာသူကမှန်လားပါဗျာဘောဓိဆိုတာတဲ့မက်လေးပါး၌ရှိသောဉာဏ်ကိုဘောဓိလို့ခေါ်တာပါလို့ဟောဒီလိုရှင်းထားတယ်နော်မှန်ပါဗျာအဲ့ဒါနဲ့ကြိုက်အောင်ဒီနေရာမှာအရိယမက္ခတဆိုတဲ့နေရာမှာအရိယမက္ခညာဏတ္တလို့ရှိမဲ့ဆိုလို့ရှိရင်တော့ဒါလုံးဝပြည့်စုံတယ်လို့ဒီလိုပြောရမှာဟောမှန်လားပါဗျာဒါဝိသုဒ္ဓိဘက်မှာဒီလိုတွေ့ပက္ခေဘဝတ္တအသင်ပင်ဖြစ်တယ်ဆိုတာဘာပြောတာတုံးဆိုဥပကာရဘာဝေထိတတ်တာကျေစုပြုတဲ့ဘက်မှာရှိတယ်လို့ဆိုတော့ဒါတော့ဟုတ်တယ်ပေါ့လူတယောက်မှာအသင်ဖွဲ့တယ်ဆိုရင်သူ့အသင်ဖွဲ့သူ့နောက်လိုက်တယ်သူ့အားပေးကြမှာပေါ့မှန်လားပါဗျာအခုဗောဓိပက္ခိယတရားတွေဟာလည်းပဲမဉ္ဇဉ်ကိုအားပေးကြမှာရမဉ္ဇဉ်မှာအားပေးတဲ့တရားတွေဖြစ်သောကြောင့်သူတို့ကိုဗောဓိပက္ခိယလို့ခေါ်တာမှန်လားပါဗျာအဲ့ဒီအသုံးနှုတ်ပဲအဲ့တော့ဗောဓိပက္ခိယဆိုတာနဲ့ပတ်သက်ပြီးတော့ဒါဝိသုဒ္ဓိမကျမ်းတို့တမောဟဝိနောဒနီလို့ဆိုတယ်ဝိပင်းကျမ်းကိုဖွင့်တဲ့ထက္ကထာကျမ်းတို့အဲ့ဒီကျမ်းရဲ့အဆိုပြောတာမှန်လားပါဗျာလေဒီဆရာတော်ကြီးကဘယ်လိုရေးတုံးလို့ဆိုစတ္တရိသစ္စာနိဘုစတိတိဘောဓိသစ္စာ၄ပါးကိုသိတတ်သောကြောင့်ဘောဓိဘုဇန္တိတာနိတံသမိကိနောဧတာယာတိဘောဓိသစ္စာ၄ပါးကိုတဲ့ဒီဉာဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာသိတယ်အဲ့ဒီဉာဏ်ဟာဘောဓိစတုမကဉာဏ်လို့ဆိုပြီးလေဒီဆရာတော်ရလို့ကောက်ပြတာမှန်လားပါဗျာသစ္စာ၄ပါးကိုသိတတ်တဲ့မ၄ပါး၌ရှင်သောဉာဏ်သောတပတ္တိမဉ္ဇဉ်သဂရဂမိမဉ္ဇဉ်နာဂမိမဉ္ဇဉ်ရတ္တမဉ္ဇဉ်အားလုံးဟာသစ္စာ၄ပါးကိုသိတာတည်းရှိဘူးဘောဓိမှန်လားပါဗျာလေဒီဆရာတော်ကြီးဖွင့်ပုံကြတော့ပက္ခကြတော့သူကခုနကဝိသုဒ္ဓိမက်နဲ့မတူတဲ့အဓိပ္ပာယ်ကလေးရှိတယ်ဝိသုဒ္ဓိမက်ကဥပကာရဝဟကျေစုပြုလို့အသင်ပင်မှဖြစ်တယ်လို့ဒီလိုပြောတယ်မှန်လားပါဗျာလေဒီဆရာတော်ကြီးကတော့အဲ့လိုမဖွင့်မဲနဲ့သူကပက္ခောတိကုဋ္ဌတော်အစိတ်ပိုင်းလို့ပြောတယ်သူကမှန်လားပါဗျာဟုတ်တယ်လေမဉ္ဇဉ်ရဲ့အစိတ်ပိုင်းဆိုလို့ရှိရင်မက်ဆိုတာဖွင့်ထားတာတမ္မာဒိဋ္ဌိကိုယူလိုက်လို့ရှိရင်ကျန်တာတွေကသူ့ရဲ့အစိတ်ပိုင်းဖြစ်သွားတာမှန်လားပါဗျာအဲ့တော့လေဒီဆရာတော်ကြီးကသူကအဘိဓမ္မာသဘောတရားတွေနဲ့ပတ်သက်လာရင်တော်တော်ဆူးရှာတယ်သူများရေးထားတဲ့နောက်ကိုသိမ့်မလိုက်ဘူးမှန်လားပါဗျာသိမ့်မလိုက်လို့တီကာကျော်ကျမ်းကိုသူကအမားတွေထောက်ပြတာ244ချက်ရှိတယ်အဲ့ဒီအမားတွေထောက်ပြပြီးတော့သူကကျမ်းတစ်ဆောင်ရေးတယ်သို့တော့လူဆိုတာအမားထောက်ပြပြီးပြောတဲ့အခါမှာအားလုံးကလက်ခံနိုင်သလားလို့ဆိုလက်မခံကြဘူးမှန်လားပါဗျာတန်ဃာထုတွေကတော်တော်များများကလက်မခံနိုင်ဘူးဒီလေဒီဆရာတော်ကြီးကိုလက်မခံနိုင်သည့်အတွက်ကြောင့်
တုံ့ပြန်ပြီးတော့တီဃာကျမ်းတွေ20လောက်ထပ်ရေးချတယ် မှန်လားပါဗျာ အဲ့ဒီခေတ်တုန်းကအပြန်အလှန်တီဃာတွေများစွာထွက်လာခဲ့ဘူးတဲ့ပေါ့ မှန်လားပါဗျာ သို့တော့ခဏခေတ်စာအုပ်အနေနဲ့တွေ့ရတာတော့မဟာအတုလတီဃာတို့အင်ကုရတီဃာတို့ဆိုတာလေဒီဆရာတော်ရဲ့တီဃာကိုပြန်ပြီးတော့ဝေဖန်တဲ့တီဃာတွေ မှန်လားပါဗျာ ပါဠိစာပေနဲ့ရှိတယ်အဲ့ဒါတွေဟောပရမတ္ထဝိနည်းဆရာတို့အဲ့ဒီတီဃာတွေဟာဒီညစွာပေါ်ထွက်လာခဲ့ဘူးတဲ့ပေါ့တခေတ်က မှန်လားပါဗျာ အဲ့တော့လေဒီဆရာတော်ကြီးကသူများတဲ့အတွေးချမ်းမြင့်နေဒါကြောင့်မို့သူများရေးတာတွေကိုဆိုရင်အထက်ကရာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် तू ကရုပ်တရက်လက်မခံ तू ကြိုက်တာနဲ့ तू ရေးလေးရှိတယ်ဒါကြောင့်မို့ပက္ခောတိကုဋ္ဌံတော်တံဘာရောအဆောက်အဦနော်အသင်အပင်အစုအဝေးလို့ဒီလိုပဲ तू ကသုံးတယ် မှန်လားပါဗျာ မဉ္ဇဉ်ရဲ့အစုအဝေးမဉ္ဇဉ်ရဲ့အသင်ပင်တွေလို့ဒီလိုပြောတာမဉ္ဇဉ်ရဲ့အစုတွေမဉ္ဇဉ်ရဲ့အဆောက်အအုံတွေလို့ဒီလိုပြောတယ် မှန်လားပါဗျာ နောက်တစ်ခုလဲသူကပြောပါတယ်ဘောရိယပက္ခေဘဝဘောရိပက္ခိယဆိုတာဒါသူ့ရဲ့ဝါဒကိုလည်းသူကတင်ပြလိုက်တာရှိအဲ့တော့ပက္ခဆိုတဲ့နေရာမှာသူပြောချင်တာတော့အစိတ်ပိုင်းလို့ပဲပြောချင်တယ်အစိတ်ပိုင်းလို့ပြောချင်တယ်အဆောက်အအုံလို့ပြောချင်တယ် မှန်လားပါဗျာ ကောင်းပြီဒါဘောရိပက္ခိယဆိုတာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေမှတ်သားဖို့ပေါ့နော် မှန်လားပါဗျာ အဲ့ဒီဘောရိပက္ခိယတရားကိုအရေးအတွက်အားဖြင့်38မျိုးပြထားတယ်သို့တော့38မျိုးပြထားတော့လည်းပဲဘောရိပက္ခိယတရားတွေကိုပရမတ္ထရှုထောင့်ကနေပြီးတော့ကြည့်လိုက်ပဲအလုံးသိကြတဲ့အတိုင်းပရမတ္ထတရား၄ပါးဆိုတာရှိတယ် မှန်လားပါဗျာ စိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့နိဗ္ဗာန်ရဲ့လို့ပရမတ္ထတရား၄ပါးရှိတယ်အဲ့ဒီပရမတ္ထတရား၄ပါးထဲမှာစိတ်ရဲ့စေတသိက်အချို့ရဲ့ကိုသာလဲဒီနေရာမှာဘောရိပက္ခိယလို့ဆိုလိုတာ မှန်လားပါဗျာ ယုံ28ပါးမပါဘူးစေတသိက်52လည်းအကုန်လုံးမဟုတ်ဘူးစိတ်ကလည်းအကုန်လုံးမဟုတ်ဘူးသို့သောနာမည်အနေနဲ့စိတ်ဆိုတာတစ်ခုပါမယ် မှန်လားပါဗျာ စေတသိက်တွေကလည်းပဲအကုန်မဟုတ်ဘူးတဲ့ဘောရိပက္ခိယဆိုတဲ့ထဲမှာပါတဲ့တရားတွေကိုခြုံပြီးတော့ဖော်ပြရမယ်ဆိုလို့ရှိရင်နံပါတ်1ကစိတ်ဆိုတာတစ်ခု မှန်လားပါ ဘောရိပက္ခိယလို့ခေါ်တဲ့ထဲမှာစိတ်ဆိုတာဒါတော့စိတ်မပါဘဲနဲ့အရိယမဉ္ဇဉ်ဆိုတာဖြစ်နိုင်မှာမလား မဖြစ်နိုင်ပါဗျာ မဖြစ်နိုင်ဘူးစိတ်ဆိုတာတော့ပါရမယ်ပေါ့ မှန်လားပါဗျာ နောက်တစ်ခုစေတသိက်တွေတဲကဘယ်နှမျိုးပါလဲလို့ဆိုရင်စေတသိက်တွေတဲက73မျိုးပါတယ်73မျိုးပဲပါတယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့14မျိုးရှိတယ်အဲ့ဒီဘောရိပက္ခိယလို့ခေါ်နိုင်တဲ့စေတသိက်13မျိုးဆိုတာဘာတွေလဲလို့ဆိုလို့ရှိရင်ဒီသဗ္ဗစိတ်တတာဒရဏစေတသိက်9ခုပြီးတော့မှသင်ထားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါနဲ့စဉ်းစားလို့ရအောင်ပြောမယ် မှန်လားပါဗျာ သဗ္ဗစိတ်တတာဒရဏစိတ်တိုင်းမှာပါဝင်တဲ့စေတသိက်တွေထဲမှာသူက universal mental state ဆိုတဲ့သဗ္ဗစိတ်တတာဒရဏစေတသိက်9ခုထဲမှာ မှန်ပါဗျာ ဘောရိပက္ခိယလို့ခေါ်နိုင်တဲ့တရားဧကဂတဖြစ်တယ် မှန်လားပါဗျာ ဘောရိပက္ခိယထဲမှာပါဝင်တာဧကဂတတစ်ခုပဲလို့ဒီလိုမှတ်ရ မှန်လားပါဗျာ နောက်တစ်ခုပကိစ္စေတသိက်6မျိုးဆိုတဲ့ထဲမှာသူကဝိတက်ပါမယ်ဝီရိယပါမယ်ပီတိပါတယ်သန္တာပါတယ်အဲ့ဒီ၄ခုရယ် မှန်လားပါဗျာ နော်ဝိတက်ရယ်ဝီရိယရယ်ပီတိရယ်သန္တာရယ်အဲ့ဒီ၄ခုကပကိစ္စေတသိက်6ခုတည်းကအဲ့ဒီ၄ခုကဘောရိပက္ခိယတရားထဲမှာပါတယ်ပေါ့ မှန်လားပါဗျာ အကုသိုလ်တဲ့ဘောရိပက္ခိယကတော့အပဒမအလှမ်းกว่าတယ်ပယ်ခံရတဲ့တရားတွေကိုအဲ့တော့သောဝနစေတသိက်ထဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တတ္ထာဆိုတာပါတယ်တတိဆိုတာပါတယ်အဘိဓမ္မထသင်္ဃာကျမ်းမှာစေတသိက်52ရေတွက်တဲ့အခါမှာ
ပတ္တတိကိုနှစ်ခုတွက်တယ် မှန်လားပါဗျာ သို့တော့ဒီနေရာမှာတစ်ခုပဲရည်တယ်နှစ်ခုရည်မယ်ဆိုလို့ရှိရင်တော့ तू က14ခုမဖြစ်ဘူး15ခုဖြစ်မယ်ပေါ့ဒါလည်းတတိထားစရာလေးတစ်ခုပဲ မှန်လားပါဗျာ ဒါမို့ပတ္တတိစေတသိက်ဆိုတာကာယပတ္တတိစိတ်တပတ္တတိခွဲတာဟာဘိဓမ္မထသင်္ဃဟကျမ်းသို့မဟုတ်ဓမ္မသင်္ကတိကျမ်းမှာလာတဲ့အတိုင်းခွဲထားတယ်လို့ဒီလိုမှတ် မှန်လားပါဗျာ ဒီပြည့်နေရာတွေမှာပတ္တတိတမ္မောစေငါဆိုပြီးတစ်ခုတည်းပဲထားတယ် မှန်လားပါဗျာ အခုဒီဗောဓိပက္ခိယမှာလည်းပဲပတ္တတိလို့တစ်ခုတည်းပဲရေးတယ် မှန်လား အဲ့ဒါတင်းညိုတိုင်းခွဲပြီးတော့သုံးပုံဓမ္မသင်္ကတိကျမ်းတိုင်းခွဲပြောမယ်ဆိုရင်ကာယပတ္တတိစိတ်တပတ္တတိနှစ်ခု မှန်လားပါဗျာ အဲ့ဒီနှစ်ခုပေါင်းပြီးတော့ပတ္တတိလို့ဒီလိုပြောတာ မှန်လားပါဗျာ အဲ့တော့တတ္တာရဲ့တတိရဲ့ပတ္တတိရဲ့နောက်တစ်ခုကဘာလို့ဆိုရင်တတ္တရမစ္ဆတတ္တာဆိုတဲ့စေတသိက်ပါတယ်ဟောနောက်တစ်ခုကဘာလို့ဆိုရင်ဝိရတိ၃ခုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာအာဇီဝဒီ၃ခုဝိရတိ၃ခုပါတယ် မှန်လားပါဗျာ နောက်ဆုံးတစ်ခုကဘာလို့ဆိုပဉ္စတရေအလုံးပေါင်းလိုက်တဲ့အခါပတ္တတိကိုနှစ်ခုခွဲယူမယ်ဆိုလို့ရှိရင်နော်စေတသိက်14လို့ပြောရမယ် မှန်လားပါဗျာ ခွဲမယူဘူးဆိုလို့ရှိရင်13စိတ်က1စေတသိက်က13ပေါင်းလိုက်တဲ့အခါသဘာဝတရား14မျိုးတဲ့ မှန်လားပါဗျာ အဲ့ဒါကိုထပ်ချက်ပြီးတော့သူ့နာမည်တွေနဲ့ထပ်နေတာအမည်နာမနဲ့တွဲလိုက်မယ်ဆိုရင်30နဲ့နော်တရားပေါင်းဟာသူနာမည်တွေနဲ့တွဲလိုက်လို့ရှိရင်သူကအမျိုးအစားတွေနဲ့ပြန်ပြီးတော့ခွဲလိုက်တဲ့အခါကျတော့အများကြီးဖြစ်သွားတာပေါ့ မှန်လားပါဗျာ အဲ့တော့ဘယ်လိုဗောဓိပက္ခိယတရားလို့ပြောနိုင်တဲ့အမည်နာမဟာ9မျိုးရှိတယ်တတိပဋ္ဌာန်နဲ့တမ္ပပဋ္ဌာန်နဲ့ဣတိပါဒာတဲ့ဖလားတဲ့ဣန္ဒရိယတဲ့ဘုဇင်္ဂါတဲ့မခေင်္ဂါတဲ့ဟော9ခုရှိတယ် မှန်လားပါဗျာ အဲ့ဒီ9ခုနဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်ဒီဟာတချို့ဟာကဒီ9ဌာနပေါ့9ဌာနထဲမှာအခုပြောခဲ့တဲ့14မျိုးသို့မဟုတ်15မျိုးသောစိတ်စေတသိက်တွေဟာတချို့က9ဌာနလောက်မှာပါတယ်တချို့က1ဌာနမှာပါတယ်တချို့က2ဌာနမှာပါတယ်တချို့က3ဌာနဒီလို မှန်လားပါဗျာ ထပ်ပြီးတော့ဖော်ပြထားတာဒါဘာလို့လို့ဆိုရင်စွမ်းဆောင်မှုတွေရှိလို့ပဲ မှန်လားပါဗျာ စွမ်းဆောင်တဲ့ပုဂ္ဂိုလ်ကြတော့လူတောင်မှပဲစွမ်းဆောင်လို့ရှိရင်ဌာန2နေရာ3နေရာအလုံး2ခု3ခုလောက်တာပဲပေါ့ မှန်လားပါဗျာ တဘာဝတရားတစ်ခုကလည်းပဲစွမ်းဆောင်နိုင်လို့ရှိရင်သူဖို့တရားလည်းပါမယ်ဒီနေရာလည်းပါမယ်ပေါ့ မှန်လားပါဗျာ အဲ့တော့ကျဉ်းချုပ်အဖြစ်ဗောဓိပက္ခိယတရားဆိုတာစိတ်ရဲ့ဟောဒီစေတသိက်13ခုရဲ့ကိုဗောဓိပက္ခိယတရားဆိုတဲ့ထဲမှာအနှစ်ချုပ်လိုက်လို့ရှိရင်ဒီ14မျိုးကိုတွေ့နိုင်တယ်လို့ဒီလိုမှတ်ဖို့လိုတာပေါ့နော် မှန်လားပါဗျာ အဲ့တော့အဲ့ဒီမှာဒီတဘာဝတရား14မျိုးတွေကိုပြန်ပြီးတော့ကောက်ကြည့်အောင်ဘယ်တရားရဲ့စွမ်းဆောင်မှုဟာအများဆုံးလဲနော်ဘယ်တရားရဲ့စွမ်းဆောင်မှု မှန်လားပါဗျာ ခုနှစ်ဌာနဆိုတာတချို့ကခုနှစ်ဌာနနဲ့မယူဘဲနဲ့ကဏ္ဍနဲ့ယူတာရှိသေးတယ်ဥပမာတတိပဋ္ဌာန်ကိုတဌာနလို့မတွက်ဘူး၄ဌာနတွက်တာ မှန်လား တမ္ပပဋ္ဌာန်ကိုလည်းတဌာနလို့မတွက်ဘူး၄ဌာနတွက်တာရှိတယ်နော်အဲ့ဒါနဲ့တွက်တဲ့အခါကျတော့ဌာနတွေပိုးကုန်တယ်အကယ်၍တတိပဋ္ဌာန်ကို1လို့ယူမယ်ဆိုလို့ရှင်တော့ခုနှစ်ဌာနပဲရှိတယ်လို့မှတ်ရမှာ မှန်လားပါဗျာ ဒါလည်းရှုထောင့်တစ်ခုလို့ပြောရမှာပဲရှုထောင့်တစ်ခုလို့ပြောရမယ်ကဲဝီရိယဆိုတဲ့တရားလေးတစ်ခုကိုကြည့်ကြည့်အများဆုံးသူပါဝင်တာဝီရိယဘယ်နေရာမှာပါတော့ဆိုရင်သူကတမ္ပပဋ္ဌာန်ဆိုတဲ့ဌာနမှာပါတယ်တမ္ပပဋ္ဌာန်၄ခုရှိသည့်အတွက်ကြောင့်သူ့ကို၄ဌာနလို့တွက်တယ် မှန်လား တကယ်ကတော့၄ဌာနလို့မတွက်ဖဲနဲ့တမ္ပပဋ္ဌာန်တစ်ဌာနတည်းယူမယ်ဆိုလို့ရှိရင်တစ်ဖယ်ယူရမှာဟုတ်လား မှန်လားပါဗျာ သို့တော်ဗိဓမ္မထသင်္ဃာကျမ်းမှာ၄ကဏ္ဍယူထားတယ်သူက မှန်လားပါဗျာ တမ္ပပဋ္ဌာန်၄ခုရှိသည့်အတွက်ကြောင့်၄ခုရှိတယ်ဘာဖြစ်လို့၄ခုရှိတုံးဆိုရင်ဆောင်ရွက်ပုံက၄မျိုးရှိတယ်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဆောင်ရွက်တာ
ဖြစ်ပြီးသားအကုသိုလ်တွေဖယ်ရှားဖို့ဆောင်ရွက်တာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ပေါ်လာအောင်ဆောင်ရွက်တာဖြစ်ပြီးသားကုသိုလ်တွေတည်တံ့တိုးပွားလာအောင်ဆောင်ရွက်တာဆိုဆောင်ရွက်မှုက၄မျိုးအထုပ်ပုံစံ၄မျိုးဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဝီရိယကို၄လို့ယူလိုက်တာပေါ့ မှန်လားပါဗျာ ဌာန9ခုနဲ့ပြောမယ်ဆိုရင်တစ်ဖယ်ယူရမှာ မှန်လားပါဗျာ နောက်အဋ္ဌိပါဒထဲမှာအဲ့ဒီဝီရိယကဝီရိယဋ္ဌိပတ်ဆိုပြီးတော့ရှိတယ်ပေါ့အဋ္ဌိပါဒဆိုတာနောက်ကြရင်တစ်ခုစီတစ်ခုစီဘုန်းကြီးတို့ဆက်ပြီးရှင်းသွားမယ်ပေါ့ မှန်လားပါဗျာ အဲ့တော့အဋ္ဌိပါဒဆိုတာကတစ်ခုနောက်ဣန္ဒရိယဆိုတာတစ်ခုဗလဆိုတာကတစ်ခုဘုဇင်္ဂထဲမှာလည်းပဲဝိရိယတန်ဖိုးစင်ကအနေနဲ့ပါတယ်မဂ္ဂင်္ဂထဲမှာလည်းပဲတမ္မာဝါယာမအနေနဲ့ပါတယ်ပေါင်းလိုက်တဲ့အခါကျတော့သမ္ပပဒံ၄ခုဝိရိယဋ္ဌိပတ်ဝိရိယဣန္ဒြေဝိရိယဘိုးဝိရိယတန်ဖိုးစင်တမ္မာဝါယာမမဂ္ဂင်ပေါင်းလိုက်တဲ့အခါကျတော့၉ခုဖြစ်သွားတယ် မှန်လားပါဗျာ အဲ့ဒါဟာဝိရိယပါဝင်မှုအများဆုံးပဲ မှန်လားပါဗျာ အဲ့ဒါကိုကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေမကြိုးစားပဲနဲ့ဘာမှမရနိုင်ဘူးဆိုတာထင်ရှားတယ်ပေါ့ မှန်ရှားပါဗျာ ကြိုးစားဖို့ဟာအမှန်တမ်းအရေးကြီးတယ်ဆိုတာထင်ရှားတယ် မှန်လားပါဗျာ ဒါကြောင့်မို့မြတ်စွာဘုရားကလည်းအမြဲတမ်းကြိုးစားဖို့ပဲဟောတယ်လောကလူတွေကကြိုးစားမှကြတော့သူကတွန့်သွားတယ်လေ မှန်လားပါဗျာ မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကကြိုးစားလို့ရတာဖြစ်တော့ကြောင့်ဘယ်တော့ပဲဖြစ်ဖြစ်ကြိုးစားအထောက်မှုဆိုတာကိုအမြဲတမ်းတိုက်တွန်းနှိုးဆော်လေးရှိတယ်ပေါ့ မှန်လားပါဗျာ အဲ့ဒါကြောင့်မလို့ဝီရိယဆိုတဲ့တရားရဲ့စွမ်းဆောင်မှုကနဲတာမှမဟုတ်ပဲနောက်တစ်ခုတတိဆိုတဲ့တရားဘယ်နှဌာနရှိတော့ဆိုတော့တွက်ကြည့်ရ မှန်လားပါဗျာ တတိက8ဌာနရှိတယ်တဲ့တတိပဋ္ဌာန်၄မျိုးတဲ့အာယုန်ချင်းကွဲပြားနေသည့်အတွက်ကြောင့်တတိကို၄မျိုးလို့ယူတာ မှန်လားပါဗျာ တကယ်လို့တတိပဋ္ဌာန်ကိုတစ်ခုတည်းယူမယ်ဆိုရင်တတိတစ်ခုတည်းပဲယူရမှာပေါ့ မှန်လားပါဗျာ သို့တော့တတိသည်တတိပဋ္ဌာန်၄မျိုးဖြစ်သည့်အတွက်ကြောင့်ကာယ ानु ပဒနာတတိဝေဒနာ ानु ပဒနာတတိဓမ္မ ानु ပစိတ် ानु ပဒနာတတိဓမ္မ ानु ပဒနာတတိဆိုပြီးတော့၄ခုယူလိုက်တယ် မှန်လားပါဗျာ နောက်တစ်ခါတတိန္ဒရေတတိဘုတတိတံဘောဇင်တမ္မာတတိမဂ္ဂင်ဆိုပြီးတော့တတိပါဝင်တဲ့နေရာက၈ခုရှိတယ်သူကဝီရိယတဲ့တစ်ခုရော့တယ်ဘာရော့ပါလဲဆိုအဋ္ဌိပါဒဆိုတဲ့အထက်မှာသူမပါဘူး မှန်လားပါ အဋ္ဌိပါဒလည်းမှာတတိမပါဘူးလို့ဒီလိုမှတ်ရ မှန်လားပါဗျာ ဟောနောက်တစ်ခုပညာကြတော့ငါးဌာနထဲမှာပါဝင်တယ်အဋ္ဌိပတ်ထဲမှာဝိမာန်တိဋ္ဌိပတ်ဆိုပြီးတော့ပညာပါတယ်ဣန္ဒြေထဲမှာပညာဣန္ဒြေဘိုလ်ထဲမှာပညာဗလဘုဇင်ထဲမှာဓမ္မဝိစယတန်ဘောဇင်မဂ္ဂင်ထဲမှာတမ္မာဒိဋ္ဌိဆိုဟောငါးဌာနပါတယ်လို့ဒီလိုပြောတာ မှန်လားပါဗျာ နောက်ဧကဂတကျတော့၄ဌာနရှိတယ်ဣန္ဒြေထဲမှာတမာဒိန္ဒြေဘိုလ်ထဲမှာတမာရိဘိုလ်ဘုဇင်ထဲမှာတမာရိတန်ဘောဇင်မဂ္ဂင်ထဲမှာတမ္မာတမာတိမဂ္ဂင်လို့ဆိုပြီးတော့အလုံး၄ခုတဲ့ မှန်လားပါဗျာ အဲ့ဒါလည်းဆိုလို့တယ်နောက်တတ္ထာကျတော့နှစ်နေရာပါတယ်လို့ဆိုတယ်တတ္ထိန္ဒြေနဲ့တတ္ထာဘုံဣန္ဒြေနဲ့ဘုံဆိုတဲ့နေရာမှာသူကနှစ်ခုပဲပါတယ်ဟောနောက်တစ်ခုကြံတဲ့တရားတွေအခုပြောတာ၅မျိုးတရား၅မျိုးပြီးသွားပြီတရား၅မျိုးခေါင်းက14မျိုးတည်းက5ခုပြီးသွားပြီ9ခုပဲကြံတော့တယ် မှန်လားပါဗျာ အဲ့ဒီ9ခုကတော့ဆိုင်ရာတဌာနစီပဲရှိတယ်တဲ့ဆိုပါစို့သန္တာဆိုရင်အဋ္ဌိပတ်ထဲမှာပါတယ်သန္တိဋ္ဌိပတ်စိတ်ဆိုလို့ရှိရင်လည်းအဋ္ဌိပတ်ထဲမှာသာပါတယ်စိတ်ဒိဋ္ဌိပတ်ဟောသူကသန္တာနဲ့စိတ်ကတစ်ခုပဲရှိတယ်နောက်တစ်ခါပီတိရဲ့ပတ္တတိရဲ့ဥပိ္ပခာရဲ့ဒီ၃ခုကဘုဇင်ကဌာနတစ်ခုပဲရှိတယ်ပီတိကပီတိတံဘောဇင်ပတ္တတိကပတ္တတိတံဘောဇင်ဥပိ္ပခာဆိုတာတတ္တရမစ္ဆတတ္တစေတသိက်ဒီနေရာမှာဝေဒနာမဟုတ်ဘူးတတ္တရမစ္ဆတတ္တစေတသိက်ကိုဥပိ္ပခတံဘောဇင်လို့ဒီလိုခေါ်တယ် မှန်လားပါဗျာ ဟောနောက်တစ်ခုကဘာတော့ဆိုရင်
ဝိတက်ရဲ့ဝိရတိသုံးခုရဲ့ဝိတက်ကမဂ္ဂင်ထဲမှာတမ္မာသင်္ကပ္ပဆိုပြီးတော့တဏှာပဲပါတယ်ဝိရတိသုံးခုကလည်းတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုပြီးတော့မဂ္ဂင်ထဲပဲပါတယ်လို့ဟောဒီတဘာဝတရားလေးတွေကိုအခုလိုအသေးစိတ်ခြုံငုံသုံးသပ်တဲ့အနေနဲ့တဘာဝတရားလေးတွေဟာတစ်ခုစီတစ်ခုစီဘောဓိပက္ခိယတရားတွေမှာဒီတရားတွေရဲ့စွမ်းဆောင်မှုတွေကိုတစ်ခုစီတစ်ခုစီဒီလိုဖော်ပြပြီးတော့မှတ်ကြရမှာဖြစ်တယ်မှန်လားပါဗျာအဲ့တော့ဘုန်းကြီးတို့တွေမှာအရေးကြီးတာနံပါတ်1ကဝီရိယဆိုတာအမှန်တမ်းအရေးကြီးတယ်မှန်လားပါဗျာဝီရိယပြီးရင်ဝီရိယဆိုတာတတိမပါလို့မဖြစ်ဘူးဒါမှမဟုတ်တတိကလည်းအရေးကြီးတယ်ဘောဓိပက္ခိယတရားထဲမှာတတိကိုအလေးပေးထားတယ်နော်ရှစ်ဌာနထောင်ပါဝင်ဖွဲ့စည်းပေးထားတယ်မှန်လားပါဗျာအေးတတိရှိလာလို့ရှိရင်ပညာဆိုတာလည်းအမှန်တမ်းအရေးကြီးတာဖြစ်လို့သူ့ကို၅ဌာနမှာဖွဲ့စည်းပေးထားတယ်ဧကဂတာဆိုတဲ့တမာတိကိုတော့၄ဌာနထဲမှာသာဖွဲ့စည်းပြီးတော့တတ္ထာကြတော့2ဌာနပဲဖွဲ့စည်းထားတယ်သန္တာတို့စိတ်တတို့ပီတိတို့ပတ္တတိတို့ဥပေက္ခတို့ဝိတက်တို့ဝိရတိသုံးခုတို့ကြတော့တဌာနစီပဲသူတို့မှာဖွဲ့စည်းထားတယ်အလုံးဟာဒီသဘာဝတရားတွေဆိုင်ရာမှာအမှန်တမ်းအရေးကြီးတယ်ဆိုတာထင်ရှားတယ်ပေါ့နော်မှန်ပါပါမိမိတဏ္ဍမှာဒီသဘာဝတရားတွေမထူထောင်ပဲနဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်မရောက်နိုင်ဘူးဒီသဘာဝတရားတွေကိုထူထောင်မှဘောဓိဆိုတဲ့မဉ္ဇဉ်ကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်မထူထောင်လို့ရှိရင်ဘောဓိဆိုတဲ့မဉ္ဇဉ်ပေါ်မှာမဉ္ဇဉ်ကိုသိနိုင်ကြမှာမဟုတ်ဘူးဒါကြောင့်မို့လို့ဒီကနေ့ဘောဓိပက္ခိယရဲ့အဓိပ္ပာယ်ရဲ့ဘောဓိပက္ခိယမှာပါဝင်တဲ့တရား38ပါးထို38ပါးရဲ့အမည်နာမတွေခြုံပြီးတော့ပြောလိုက်တဲ့အခါ14မျိုးအဲ့ဒီ14မျိုးကိုအမည်နာမတွေနဲ့ပါဝင်ဖွဲ့စည်းထားဖို့အသေးစိတ်ရှေးဥစွာမှတ်သားပြီးတော့နောက်ရက်များမှာတတိပဋ္ဌာန်တို့သမ္ပပဋ္ဌာန်တို့ဆိုင်ရာကိစ္စတွေမှာဒီသဘာဝတရားတွေရဲ့စွမ်းဆောင်မှုတွေနဲ့ဘယ်လိုနိဗ္ဗာန်ထိအောင်ရောက်အောင်သွားနိုင်တယ်ဆိုတာရှင်းရှင်းလင်းလင်းမှတ်သားကြရမှာဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဘောဓိပက္ခိယတရားကိုလေ့လာသုံးသပ်ခြင်းအပိုင်း1ဒေသနာတော်ကိုကြားနာရပြီးဘောဓိပက္ခိယတရားမိမိတို့တဏ္ဍာမှာဖြစ်ပွားအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာခေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသာသဗ္ဗေတမုဟတံအစရမရာတိတိဘာဝောနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝါဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသန္တဝေပူဇာညင်နောက်ကိလေသာအစိတ်အတောက်ဟုသမျှတို့သည်တမုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိရိဘဝကိလေသာဟုပုခတ်သိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်အေးမြုတော်သို့
သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း